အားလုံးမင်္ဂလာပါကျမဒီနေ့လေစကားလေးတစ်ခွန်းလောက်ပြောချင်ပါတယ်ဒီစကားလေးတစ်ခွန်းဟာတင့်အတွက်ခွန်အားရမယ့်စကားလေးတစ်ခွန်းဖြစ်မယ်လို့လည်းယုံကြည်ပါတယ်ဒီကညီကိုမောင်နှမတွေဘာလဲဆိုရင်ကျမတို့ကငယ်လေးကလေးကဘသူတွေကိုပြောပြချင်တာလဲဆိုရင်ဒီထဲမှာရှိတဲ့သူတွေထဲမှာငယ်လေးကကနေကျမတို့ဘဝမှာအဖေအမေအိမ်တော်ကြီးအစင်မပြေပဲနဲ့ကြီးပြင်းလာတဲ့အသက်ရှင်လာခဲ့ရတဲ့ညီကိုမောင်နှမတွေအတွက်ပြောချင်တာဖြစ်တယ်။နောက်တစ်ခုကအဖေအမေကကိုနော်ကိုရဲ့ဦးလေးတွေအတော်တွေရှိမှပြစ်ထားခဲ့တဲ့အရာတွေနော်ကိုတစားတစိမ့်နေနဲ့ပြစ်သွားခဲ့တဲ့အရာတွေရှိတဲ့သူတွေအတွက်နော်အဲ့ဒီလိုမျိုးကြီးပြင်းခဲ့ရတဲ့သူတွေအတွက်အထီးကျန်ခြင်းနေနဲ့အဖေအမေရဲ့မြစ်တာကိုမခံစားရပဲနဲ့တည်တည်ချာချာမခံစားရပဲနဲ့ကြီးပြင်းလာတဲ့သူတွေအတွက်သူတို့အတွက်ကျမကစကားလေးလက်ဆောင်ပေးချင်တာဖြစ်ပါတယ်ဘယ်လိုမျိုးလက်ဆောင်ပေးရမလဲလို့ကျမဖျားရှိမှာဆုတောင်းနေပါတော့အဲကြောင့်မို့လက်ဆောင်မပေးခင်မှာအဲ့ဒီသူတွေရဲ့စိတ်နှလုံးသားဟာဘလို့တွေနဲ့ကြီးပြင်းလာလေဆိုတော့ကျမကိုယ်တိုင်ခံစားရတဲ့စိတ်နှလုံးသားလေးအကြောင်းကိုကျမအရင်ဦးဆုံးပြောပြချင်တယ်ပေါ့နော်ကျမကအဲ့ဒီလိုမျိုးငယ်လေးကလေးကနေအဖေအမေကွဲတဲ့မိသားစုတွေမှာအဖေအမေအိမ်တော်ကြီးအစင်မပြေတဲ့မိသားစုတွေမှာရှိခဲ့တဲ့အတွက်ဘာလဲဆိုရင်ကျမကနော်ကျမရဲ့အုံနောက်ထဲမှာဘာတွေရှိလာလဲဆိုရင်ခံစားချက်တွေအများများလာတယ်เนาะခံစားချက်တွေကဘာလဲဆိုရင်အမေဘက်ကိုသွားရင်လည်းအမေရဲ့ညီကိုမောင်နှမတွေကအမေကိုအပြစ်တင်တာတမျိုးသူသမီးအငယ်ဆုံးဖြစ်တဲ့အတွက်သူသမီးအငယ်ဆုံးကဘာဖြစ်တယ်ညာဖြစ်တယ်เนาะဆက်ကောလက်ကောအဲ့ဒီလိုမျိုးအပြစ်တင်တာပေါ့เนาะအဖေမရှိတော့လဲအဖေနဲ့အတူတူမနေရတော့လဲအပြစ်တင်ခြင်းတွေအများကြီးပေါ့ဒီလိုပဲအဖေဘက်ကိုသွားပြန်တော့လဲအဖေဘက်ကဦးလေးတွေအတော်တွေကနင့်မိကဘာဖြစ်တယ်เนาะနင့်မိကဘလို့မျိုးပြောတဲ့အရာတွေเนาะအနင့်ဖေရတဲ့ဘာဆိုတဲ့အရာတွေအနှိမ်ခံရတာပေါ့เนาะအနှိမ်ခံတဲ့ဘဝကြီးမှာနေခဲ့ရတာဖြစ်တဲ့အတွက်ဘလို့ပြောရမလဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာသူတို့ငါ့ကိုမြင်နေနှိမ်နေသူတို့ငါ့ကိုမချစ်ဘူးသူတို့ငါ့ပုံမှာအမြဲတမ်းလို့ပေါ့ငါ့ကိုအလေးပေးပြီးတော့မှဆက်ဆံတဲ့သူတွေမဟုတ်ဘူးသူတို့ကငါ့ကိုသူတို့ရှိမှတော့မရှိစေချင်တဲ့သူတွေဖြစ်တယ်ဆိုတော့အတွေးရဝင်သွားတာအဲ့ဒီလိုမျိုးအတွေးနဲ့ဦးလေးတွေအတော်တွေနော်အဖေဘက်ကဦးလေးတော့အမေဘက်ကဦးလေးတော့ဘယ်သူမှတိတိချာချာပေါ့နော်ကောင်းကောင်းမွန်မွန်အဲ့လိုမျိုးရင်မထဲကနေပြီးတော့မှဘယ်လိုပြောရမလဲမချစ်နိုင်တော့မခံစားနိုင်တော့အယမ်းနာကျင်တယ်ဘာဖြစ်လို့လဲဆိုအယမ်းကိုမှကြေကွဲစရာအဖြစ်ပြက်တွေအများကြီးနဲ့ကြုံခဲ့လို့အယမ်းကိုမှနှိမ်ခံခဲ့ရတဲ့ဘဝတွေမှာရှိခဲ့လို့အဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့အမေကိုပဲပို့ပြီးတော့တွေ့ကပ်လာတယ်အမေကိုပဲချစ်လာတယ်အချိန်မှာအမေရဲ့စီးပွားရေးကျတဲ့အချိန်မှာကျွန်မအမေအတွက်အလုပ်လုပ်မယ်ဆိုတော့မှထွက်သွားတဲ့အချိန်လေးနော်ကျန်တဲ့နေရာမှာအလုပ်သွားလုပ်ပြီးတော့အမေကဆုံးသွားတယ်အဲ့ဒီအချိန်မှာကျွန်မနားမှာဘယ်သူမှမရှိတော့ဘူးလို့ခံစားရတယ်အမေသိရင်တော့ကျွန်မလိုက်သိချင်သွားတယ်ဒါပေမဲ့သိဖို့အချိန်စူးစမ်းပေမဲ့လည်းကျွန်မမသိခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်မအယမ်းကိုပဲစိုးမိုက်တဲ့သူတယောက်ဖြစ်လာတယ်လောကကြီးကိုအရွယ်တိုက်တဲ့သူတယောက်ဖြစ်လာတယ်လောကကြီးကိုကျွန်မအရွက်တိုက်တယ်ဘာလို့လဲကျွန်မတီးဖို့လေဒါပေမဲ့ကျွန်မဘာလို့မတီးတာလဲမသိဘူးကျွန်မဆိုင်ကယ်တွေမှောက်တယ်ကျွန်မမတီးဘူးနော်ကျွန်မမူးယစ်ဆေးဝါးတွေသုံးတယ်ကျွန်မမတီးဘူးနော်ကျွန်မပြီးသွားရင်အများကြီးပဲမကောင်းတဲ့ຢာတွေကျွန်မလုပ်တယ်ဒါပေမဲ့ကျွန်မဘာမှမဖြစ်ဘူးမတီးဘူးအဲ့နဲ့ကျွန်မဆိုင်ကယ်မှောက်နေတဲ့အချိန်ကျွန်မဒဏ်ရာတွေနဲ့ကိုက်နေတဲ့အချိန်ပြီးဖို့ပတ်စံတော့မရှိတဲ့အချိန်ကျမအဆောင်မှာကျမကိုတငယ်ချင်းတယောက်ကအခုတော့ဘိန်းမျိုးမှာရှိတဲ့ The Light Worship ဘိတ်ကတင်းအောင်ဆရာမဖြူလေးနဲ့ဖြစ်နေပါပြီဆရာမကကျမကို
တငယ်ချင်းနဲ့နင့်ကိုတဲ့ချစ်တဲ့သူရှိရလေအဲ့သူကယေရှုဖြစ်တယ်ဆိုတဲ့ဒီစကားလေးတစ်ခွန်းကျမကိုပြောခဲ့တယ်အဲ့နဲ့ကျမပြောလိုက်တယ်အဲ့ဆိုနင့်ယေရှုကခေါ်ကြည့်မယ်လေကျမခန်းထဲရောက်သွားတဲ့ခါမှာကျမယေရှုပြောလိုက်တယ်ယေရှုကိုရောကကျမဘဝကိုကျမအခုကြိုက်နေတဲ့ကျမရဲ့ခံစားချက်တွေကိုကိုရောကပြောင်းလုပ်ပေးနိုင်လားကျမအိပ်ပျော်ခြင်းတယ်ကျမအိပ်ပျော်ခွင့်ပေးပါကျမကိုရောပြောခဲ့တယ်တကယ်ပဲကျမအိပ်ပျော်သွားတယ်နောက်မှကျမအကျွေးတွေရှိတော့ကျမတငယ်ချင်းကိုသွားပြောခဲ့တယ်ကျမတငယ်ချင်းအဲ့ယေရှုပဲခေါ်လို့ပြောတော့ကျမသူ့ကိုစိတ်ဆိုးပြီးတော့မှသူ့ကိုလည်းမခေါ်ချင်တော့ပဲနဲ့ကျမနောက်တစ်ခေါက်ဆိုင်ကထပ်မောက်တဲ့အခါမှာကျမဘာပဲဖြစ်ဖြစ်ယေရှုဖခင်ကိုငါတော့တောင်းမှန်လိုက်မယ်ငါပေါ်မှာငါဆူတောင်းတာသူရှိရတယ်ငါပြည့်ခဲ့တယ်ဆိုတော့မှကျွန်တော်သွားပြီးတော့မှယေရှုဖခင်ကိုသွားပြီးတော့မှတောင်းပန်ပြီးတော့ဖခင်เจ้าမှာသွားဆူတောင်းဖို့ကျမတငယ်ချင်းကိုပြောပြီးတော့မှကျွန်မလိုက်သွားပြီးတော့မှသွားဆူတောင်းခဲ့တယ်အဲ့လိုသွားဆူတောင်းပြီးတဲ့အချိန်မှာကျွန်မယေရှုဖခင်ကိုပြောနေတယ်ကျွန်မမျက်ရည်တွေပေါက်ပေါက်ကျလာတဲ့အချိန်မှာဖခင်เจ้าမှာယေရှုဖခင်ကိုတော်ဟာသမီးကိုတကယ်ချစ်လားသမီးဘဝတွေကိုတစ်စစ်ချိုးပြောင်းလဲပေးနိုင်လားသမီးဒီလိုဘဝမှာမနေချင်တော့ဘူးသမီးဘဝကိုတော့ပြောင်းလဲပေးပါသမီးတင်ငရဲမရောက်ချင်ဘူးသမီးအမေအဖေကိုကိုယ်တွေဖျောက်လဲသမီးစွန့်ရမယ်ကိုတော့ယုံနေဆိုရင်အဲ့ဒီဟာဆိုရင်သမီးငရဲရောက်နေတာဒါတွေလည်းသမီးမသိဘူးသမီးကိုတော့ဆွဲခေါ်ပေးပါဆိုတဲ့စကားလေးတွေပြောပြီးတော့မှကျွန်မအိမ်ကိုပြန်လာပြီးနောက်ပိုင်းကျွန်မယေရှုကိုပဲတွေးချင်တယ်ယေရှုကျွန်မကိုအချိန်ပေါင်းမြောက်များစွာကောင်းချီးပေးတယ်ကျွန်မဒါလေးလိုချင်တယ်လို့ပြောရင်ဒါလေးလုပ်ပေးတယ်ကျွန်မမှဒီလိုမျိုးမရှိဘူးဆိုရင်ဒါလေးအကုန်လုံးဖြောင်းလုပ်ပေးတယ်ကျွန်မဘဝမှာအခက်ခဲပေါင်းများစွာယေရှုဖြည့်ရှင်းပေးတယ်တကယ်ပဲကျွန်မဘဝအခုချိန်မှာတစ်ဆက်ချိုးပြောင်းနေတဲ့ဘဝအဖြစ်ဘုရားသခင်ပြောင်းလဲပေးလိုက်ပြီဒါကြောင့်ကျွန်မယုံတယ်ကျွန်မဘယ်တော့မှငရေမသွားရဘူးဆိုတာဒါကြောင့်ဒီကညီကိုမောင်နှမတွေကိုကျွန်မပြောချင်ကျွန်မရဲ့အထီးကျန်ကြေကွဲတဲ့ချိန်ကျွန်မကိုချစ်မဲ့သူဘယ်သူမှမရှိဘူးလို့ကျွန်မပြောတဲ့အချိန်တိုင်းမှာကျွန်မကိုချစ်မဲ့သူဆိုတဲ့ယေရှုနဲ့ကျွန်မတွေ့ခဲ့တာဖြစ်တယ်ဒါကြောင့်ညီကိုမောင်နှမတွေကိုပြောချင်တယ်တေမလောက်အောင်ဖြစ်နေပြီလားကိုတေချောင်းကြံမှုထိအချိန်ချင်းစုပ်ပြတ်နေပြီလားကိုနာမကိုချစ်မဲ့အမေလည်းမရှိတော့ဘူးလားအဖေလည်းမရှိတော့ဘူးလားကိုချစ်မဲ့ညီကိုမောင်နှမတွေကိုချစ်မဲ့သူတွေတရားမှမရှိဘဲနဲ့အထီးကျန်စွာဒီချိန်မှာသင်ရက်တည်နေရပြီလားဒါဆိုရင်သင်ကိုသိချစ်တဲ့ယေရှုရှိတယ်ညီကိုမောင်နှမအဲ့ယေရှုသင်ခေါ်လိုက်ပါယူလေးပဲယေရှုရဲ့သမီးကိုတကယ်ချစ်လားဒီအခုပြောနေတဲ့ဆရာမပြောနေတဲ့စကားဒီအမပြောနေတဲ့ယေရှုကသမီးကိုတကယ်ချစ်လားတားကိုတကယ်ချစ်လားတားဘဝမှာကိုတော့တွေ့ချင်တယ်ကိုတော့ချစ်တယ်ဆိုရရတယ်တားဘဝမှာခံစားချင်တယ်သမီးဘဝမှာခံစားချင်တယ်လို့ပြောကြည့်ပါသင်ရဲ့အထီးကျန်ခြင်းတွေကနေလွတ်မြောက်လာမယ်လှပတဲ့ဘဝလေးတွေအထဲကိုဘုရားသခင်သင်ကိုဆွဲခေါ်မယ်နောက်ပြီးတော့လေသင်ကိုလူတွေလက်ညှိုးထိုးပြီးတော့မှပြောတဲ့အရာတွေလက်ညှိုးထိုးတယ်သူတို့လက်ညှိုးတွေကိုလက်ကောက်သွားတဲ့အထိဖြစ်သွားတဲ့အထိဘုရားခင်သင်ကိုချီးမြှောက်မယ်နောက်ပိုင်းသင်ပါသိလာမယ်ဆိုရင်သင်ဝမ်းနဲ့ကြေကွဲတိုင်းသင်ဒုက္ခရောက်တိုင်းသင်ခေါ်ရမယ့်သူတယောက်သင်အနားမှာရှိလာတာကိုသင်လုံးဝသိလာမယ်အဲ့ဒီသူကယေရှုပဲဖြစ်တယ်နေ့ချိန်ထိကျမရဲ့ဝမ်းနဲ့ကြေကွဲခြင်းတွေကျမရဲ့တိုင်ပင်ပေါ်ကျမရဲ့စကားပြောနေတဲ့အရာတွေအားလုံးနားထောင်ပေးတာသူယေရှုပါပဲမိတ်ဆွေဒါကြောင့်မလို့ဒီအမကလည်းအားနေယေရှုအကြောင်းပဲပြောနေတယ်လို့ပြောမှာပဲကျမပြောရအောင်ပါကျမမသိမချင်းယေရှုအကြောင်းပြောအောင်ပါဘာကြောင့်လဲဆိုတော့ယေရှုကဒီကညီကိုမောင်နှမတွေကိုအရင်ချစ်လို့ပါဘာကြောင့်လဲဆိုတော့ဒီယေရှုကဒီကညီကိုမောင်နှမတွေရဲ့ဘဝကိုလှပတဲ့ဘဝလေးတွေဖြစ်စေခြင်းတော့ဘုရားဖြစ်လို့ပါဘာကြောင့်လဲဆိုတော့ဒီကညီကိုမောင်နှမတွေကိုယေရှုကငရေမသွားစေခြင်းနဲ့ကောင်းကင်ကိုသွားစေခြင်းတော့ဘုရားမို့လို့ပါဘာကြောင့်လဲဆိုတော့ယေရှုကတင့်ကိုသိချစ်တယ်ဆိုတာကိုတင့်အတွင်းထဲကနေသိအောင်ထိသူကလုပ်ပေးခြင်းတော့ဘုရားဖြစ်တယ်မျက်နှာမငယ်စေခြင်းနဲ့ဘုရားဖြစ်တယ်ဆိုတာကိုတင်တကယ်သိလာဖို့အတွက်ကျွန်မဒီနေ့ဒီအညီကိုမောင်နှမတွေကိုဒီစကားပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် God bless you you are blessed